အလွန်အေးတဲ့နေရာမျိုးမှာအသက်ရှင်ဖို့အတွက်လူတွေဟာပခုံးချင်းထိလို့အဝိုင်းပုံစံစုဝေးရပါမယ်။အပြင်ဘက်အလွှာကတော့တေလောက်အောင်အေးတဲ့လေပြင်းတွေကိုရင်ဆိုင်ရမှာဖြစ်ပြီးအတွင်းအုပ်စုကတော့ကိုပူရှိန်ကြောင့်နှွေးထွေးနေမှာဖြစ်ပါတယ်။သို့တော်လည်းအပြင်ဘက်အလွှာကလူတွေဟာအလွန်ကြာနေပါကအေးခဲပြီးတေဆုံးနိုင်တဲ့အတွက်အပြင်နဲ့အတွင်းလွှာကလူတွေဟာပြောင်းလဲနေရယူနေရပါမယ်။ဒီလိုမှမဟုတ်ရင်အတွင်းလွှာကလူတွေပါလေးတိုက်နှုံးနဲ့ထိတွေ့ကတေဆုံးသွားနိုင်ပါတယ်။ပင်ကွင်းငှက်တွေမှာဆိုရင်တော့သူတို့ကိုအေးတဲ့ရာသီဥတုမှာနှွေးထွေးစေဖို့အတွက်အစီနဲ့အမွေးတောင်တွေရဲ့အထက်တွေရှိနေပါတယ်လူခန္ဓာကိုယ်ကတော့အေးဒဏ်ကိုကောင်းကောင်းမကာကွယ်နိုင်ပါဘူးဒါကြောင့်လူတဦးချင်းစီဟာအပူထုတ်လုပ်နိုင်ဖို့အတွက်သူတို့ရဲ့ခြေထောက်တွေကိုအဆက်မပြတ်လှုပ်ရမ်းနေရမယ်ခြေသလုံးကြွက်သားတွေကိုလည်းညှစ်ပေးရပါမယ်ဒီလိုမှမဟုတ်ရင်လူတိုင်းဟာနာရီပိုင်းအတွင်းအေးခဲပြီးတေဆုံးသွားနိုင်ပါတယ်နေအိမ်အတွင်းပိုင်းဟာအပြင်ဘက်ထက် Fahrenheit 60 ဒီဂရီအထိပိုနှွေးထွေးနိုင်ပါတယ်။နေအိမ်တွေကိုနှင်းတွေနဲ့ဆောက်လုပ်ထားတာမို့ဒါကထူးဆန်းနိုင်ပါတယ်။နေအိမ်ဆောက်ဖို့အသုံးပြုတဲ့နှင်းတွေကိုတင်းတင်းကြပ်ကြပ်ဖိနှိပ်ထားပြီးတင်းငယ်တဲ့လေအိမ်လေးတွေနဲ့ပြည့်နေပါတယ်။ဒါကြောင့်နှင်းတွေဟာအတော်လေးကိုထိရောက်တဲ့အပူရှက်ကတစ်ခုဖြစ်စေပါတယ်။ကိုယ်ခန္ဓာကနေထုတ်လွှတ်တဲ့အပူရှိန်ဟာအပြင်ဘက်ကိုမထွက်နိုင်အောင်နှင်းနယ်ရံတွေကကာကွယ်ပေးထားတဲ့အတွက်အတွင်းမှာအပူရှိန်ကိုထိန်းထားနိုင်ပါတယ်။ဒါအပြင်ခုံးပုံတရရှိတဲ့နှင်းအိမ်ကနှွေးထွေးတဲ့လေကိုတပြေးညီလဲပတ်စေတာကြောင့်အပူချိန်ကိုအိမ်ထဲမှာတသမတ်ထဲထိန်းထားနိုင်စေပါတယ်။